ဆိုတော့ဒီထဲမှာလာကြည့်ရသူမှာတောင်းဆရာအမတွေလည်းပါပါတယ်ကျမတက်နော်အများကြီးပညာပြည့်ဝတဲ့သူတွေလည်းပါတာဖြစ်တဲ့အတွက်ကျမကိုနော်ဒီမှာသင်ကြားနည်းလေးတွေမှာဒီလိုလေးသင်ကြားပါတယ်မျှဝေခြင်းနဲ့ဆိုလို့ရှိရင်လည်းကျမရဲ့ video file လေးရဲ့နော်အောက်က comment မှာရေးပေးခဲ့လို့ရပါတယ်ရှင်ဆိုတော့ကျမနဲ့တူလိုက်ပြီးတော့လေ့လာကြည့်အောင်နော်ကျမတို့ decimal point အချင်းချင်းနော် divide လုပ်မယ်ဆိုလို့ရှိရင်ကျမတို့အရေးကြီးတဲ့ချက်လေးပြောပါမယ်ဒီမှာ division sentence ရေးထားတယ်အဲ့ဒါကိုကျမက fraction ပုံစံပြောင်းမယ် 28.38 over 1.2 ဆိုရင်เนาะ divisor စားကိန်းပေါ့เนาะဒီစားတဲ့ကိန်းကကိန်းပြည့်ဖြစ်ဖို့လိုအပ်ပါတယ်ဆိုလို့ရှိရင်ကျမတို့ကကိန်းပြည့်အလီတွေပဲတက်ထားတာဦးဆိုတော့ 1.2 ကိုကျမတို့က12ဖြစ်အောင်လို့ကျမတို့ဘာနဲ့ညှောက်အောင်လဲဆိုတော့10နဲ့ညှောက်ရမယ်ဘာဖြစ်လို့လဲသူ့ရဲ့ decimal point နောက်မှာ digit တစ်လုံးပဲရှိရเนาะ10 digit ပဲရှိရတဲ့10နဲ့ညှောက်တယ်ပိုင်းချီကို10နဲ့ညှောက်ရင်ပိုင်းဝေကိုလည်း10နဲ့ညှောက်မယ်ဆိုတော့ဘယ်ပုံစံပြောင်းသွားပြီလဲဆိုတော့ကျမတို့ decimal point ကညာဘက်ကို10နဲ့ညှောက်တဲ့အတွက်တနေရာရွေ့သွားပြီเนาะသူ့ရဲ့10 digit ကနော်10ချိန်နဲ့ညှောက်လိုက်တဲ့အချိန်မှာသူ့ရဲ့ခုကိန်းနေအောင်ရောက်သွားမှာပေါ့ဆိုတော့283.8နော်ဒီကယာလီစိတ်ကလည်း10ချိန်ပြည့်သွားဆိုတော့သူက10လီစိတ်နော်ယာလီစိတ်ကနေ10လီစိတ်နေအောင်ရောက်သွားတဲ့သဘောပါဆိုတော့ဒီမှာကလည်းဒီ2က10လီစိတ်နေရာကနေပြီးတော့မှခုကနန်းနေရာကိုရောက်သွားပါပြီဆိုတော့12နော်ကျမတို့ဒီမှာအလွယ်နည်းမှတ်မယ်ဆိုရင်တော့10နဲ့မြောက်တယ်ဆိုလို့ရှိရင်ကျမတို့ decimal point က right ကိုတနေရာရွေ့သွားပါတယ်ဒီမှာဆို right ကိုတနေရာရွေ့သွားတယ် okay ဒါဆိုရင်ကျမတို့283.8ကို12နဲ့ divide လုပ်လို့ရပါပြီရှင်ဆိုတော့ကျမတို့ဒီမှာအိမ်လေးစောက်လိုက်မယ်အိမ်ထဲက digit ကိုကျမတို့ဘာလို့ခေါ်လဲဆိုရင် dividend တီကိန်းလို့ခေါ်ပါတယ်ရှင် divisor เนาะစားကိန်းကတော့12 divisor เนาะ okay ဆိုရင် dividend divisor ဆိုရင်ကျမ12 times เนาะစနစ်လီဆိုကြည့်မယ်စနစ်တစ်လီစနစ်2လီ24လီထိပဲဝင်လို့ရတယ်ဆိုတော့ဒီမှာ10ကိန်းဒီเนาะ10ကိန်းဒီအောင်ဝင်တဲ့အတွက်10ကိန်းတက်မှာရေးပါတယ်ဆိုတော့စနစ်2လီ24အနှုတ်ပြီးလို့ရှိရင်မြင်းပိတ်နောက်လိုက်တော့4 3ဆင်းလာမယ်စနစ်တစ်လီစနစ်24စနစ်3လီ36စနစ်4လီဆို48ဖြစ်မှာမို့လို့စနစ်3လီ36 minus နောက်လိုက်တဲ့အချိန်မှာဘယ်လောက်ရလဲဆိုတော့ဒီမှာ3ကနေ6ကိုနှုတ်လို့မရအောင်6 franc က4 and 3 make 7သူကတော့ဘာဖြစ်သွားလဲ3ဖြစ်သွားပြီเนาะဆိုတော့0ရေးစရာမလိုတော့ဘူး x ဆွဲချမယ်ဆိုတော့ဒီမှာ decimal point က divide မှာဆိုလဲ alignment เนาะ decimal point is alignment ပါပဲရှင်ဆိုတော့ okay ဆိုတော့ဒီမှာဒီဟာလေးကိုပေါ်လေးတိုးလိုက်မယ်เนาะ decimal point is alignmentကျမတို့ဒီမှာ divide เนาะဆွဲထားတဲ့နေရာမှာတော့ point လိုက်ထည့်စရာမလိုဘူးကျမတို့ဒီ quotient เนาะရလက်ပေါ့เนาะသူရဲ့စားလက်ပေါ့စားလေးတစ်ချိန်ရလာမယ်အဖြစ်เนาะ quotient ကိုတော့ point ထားလို့ရပြီပြီးလို့ဆိုရင်88ဆိုတော့စနစ်5လီ6ဆိုစနစ်6လီ82စနစ်9လီဆို84ဖြစ်မှာစနစ်6လီ82 okay minus နှုတ်လိုက်လို့ရှိရင်6ဆိုတော့ကျမတို့ဒီမှာဆွဲချစရာမရှိတော့ဘူးဆိုတော့ decimal point ရဲ့အနောက်က number တွေမှာ0တွေအများကြီးထည့်လို့ရတယ်ဆိုတော့ကျမ0ဖြည့်မယ်0ဆွဲချမယ်စနစ်5လီ60နောက်လိုက်တဲ့အချိန်မှာ remainder 0ဖြစ်သွားပါပြီရှင်ဆိုတော့ကျမတို့ဒီမှာ28.38ကို divide 1.2နဲ့ divide လုပ်မယ်ဆိုရင်အစစ်ဘယ်နှဆင်းရှိလဲဆိုတော့ပထမအဆင်းကျမတို့ denominator ပိုင်းခြေကိုကိန်းပြည့်ဖြစ်အောင်လုပ်တယ်เนาะပြီးလို့ရှိရင်ကျမတို့ဒီမှာ divide လုပ်တဲ့အချိန်မှာ decimal point ကိုဘယ်လိုယူလဲဆိုတော့ quotient သူ့ရဲ့စားလက်မှာ decimal point is alignment ပါပဲရှင်နောက်ထပ်တစ်ခုကကြတော့ကျမတို့ decimal point ကအနောက်ကเนาะစားလို့မပြတ်သေးဘူးဆို0တွေအများကြီး infinity ထိရှိရယ်เนาะ0တွေအများကြီးဆွဲချလို့ရပါတယ်ရှင်ဒီလောက်ပါပဲเนาะ